အားလုံးပဲမင်္ဂလာပါမိုင်းတိုနေဘလော့အကောင့်မှာကြိုဆိုပါရစေခင်ဗျာဒီနေ့ကျွန်တော်တို့အိမ်ကိုဧည့်သည်တွေရောက်နေလို့ကျွန်တော်တို့မင်းဖိတ်ကြွမှာဖြစ်ပါတယ်မင်းဖိတ်ကြွတော့ကျွန်တော်တို့ဟင်းလေးတွေအမေဆုံးလေးစွာဖြင့်ကျွန်တော်ပြင်ဆင်ထားခြင်းဖြစ်ပါတယ်ခုလိုဟင်းလေးတွေအမေဆုံးလေးဟာစဉ်ချက်ပြုတ်ပြီးတဲ့ကျွန်တော်ရဲ့ချစ်စလေးလေးကိုကျေးဇူးတင်ပါတယ်ဒါကတော့ငါဟင်းဒါကတော့မယန်းသီးငပိချက်ဒါအမဲသားဟင်းဟိုဒါကြက်သားစီပြန်ဟင်းဒါကဝါတက်ဆိုတော့ဝါသားကိုပြောတာပါဒါကဒန်းလုံးဒီချင်းကြီးပါနော်ဒီချင်းအရန်ကောင်းဒါမုံညင်းပြူရကြောဒါကလေးရွက်ဒါတော့ငပိတူကြပါနော်ဖျဲသီးပြုတ်တို့ဘူးညွန့်တို့တခွာသီးတို့နောက်တရက်သီးတို့အစုံလေးတိုးမျိုးစုံနေတာနဲ့မရရလေးစားတော့လို့ရအောင်ကျွန်တော်တို့ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။ဝါရှယ်ပဲဗျာ။အဲ့ဒီဘယ်လိုစားလဲဆိုတာမိတ်ဆွေတို့များအားလုံးကျွန်တော်လည်းကြည့်ရှုရအောင်ဗျာ။ကဲအဲ့ဒီတွေကတော့စားပြီးဆွဲပါပြီဗျာ။မိတ်ဆွေများအားလုံးလည်းစားကြပါဦး။ဒါတော့ကျွန်တော်တို့ရဲ့စပိုမူကြီးကျွန်တော်ချစ်ပေါ့အဲ့တဲ့တွေခံတယ်ဟောကျွန်တော်တော့ဘာမှမဟုတ်ပါဘူးနှမ်းဖြူတာပါအဲ့တဲ့တွေစားကောင်းရင်လားပေါ့ဘာညာပေါ့ကောင်းတယ်တဲ့ဟိုကနေပြီးတော့ကျွန်တော်တို့မိသားစုစုပေးပါတယ်မေကိုနိုင်တို့မပုံတို့မိသားစုအပေါင်းတို့ဒီစီဝလာပါကျမ်းမာချမ်းသာလူသားတုံးတော်ဒီပြည့်စုံကြပါစေအခုလိုကျွေးရဘူးရဆိုတော့နော်ဒါလည်းမကလည်းခရမ်းသာကျမ်းမာနဲ့နေနိုင်ကြပါစေယောဂအန်တဲ့ရှိမရလဲပိန်းပြပက်တော်ရေမတင်တကဲ့သို့ပြောကြပါစေကုသ၆ပါးအနာမှုကုသ၆ပါးသိစဉ်ပပျောက်ကြပါစေဗျာဘေးနဲ့ဆုတမ်းပြပါစေ